အစိုးရလွှမ်းမိုးခြင်းကနေလွတ်မြောက်အောင်ကြိုးစားကြတဲ့အခါဘာတွေကအစိုးရတွေလဲဒီ negative ဖြစ်နေတဲ့အရာတွေပေါ့အမောင်တူးတွေစိတ်ကိုလွှမ်းမိုးနေတဲ့အမောင်တူးတွေကဘာတွေလဲဆိုတော့အမုန်းတွေအညို့တွေအာဃာတတွေမနာလိုမှုတွေရန်လိုမှုတွေဂုံတုဂုံပြိုင်လုံမှုတွေအဲ့ဒါတွေကအစိုးဓာတ်တွေအမောင်ဓာတ်တွေပဲအစိုးဓာတ်တွေအမောင်ဓာတ်တွေအာကြီးသွားတဲ့အခါစိတ်ကိုအဲ့ဒီအစိုးဓာတ်အမောင်ဓာတ်တွေလွှမ်းမိုးသွားတဲ့အခါမအေးချမ်းတော့လောင်ကျွမ်းနေတယ်သူကအဲ့ဒီအစိုးဓာတ်တွေထဲမှာပဲကြောင်ပိတ်မိသွားတယ်လူတယောက်ကိုမုန်းပြီးဆိုရင်သူထွက်ပေါက်မတွေ့တော့ဘူးမုန်းပြီးထပ်မုန်းရင်းနဲ့မုန်းအချိန်မရွေးမုန်းတတိယတာနဲ့မုန်းအဲ့လိုဖြစ်နေတာအဲ့ဒါကောင်းသလားလို့ကိုယ့်ဘာသာကိုဆင်ခြင်ကြည့်ရမှာဘယ်ကောင်းပါမလဲသူ့နှလုံးသားကမေတ္တာကိန်းတဲ့နှလုံးသားမှမဟုတ်တာလူတယောက်ကိုမုန်းနေတာကုသိုလ်တရားကိန်းနေတာမှမဟုတ်တာလူတယောက်ကိုမနာလို့ဖြစ်နေရတာကုသိုလ်ကိန်းနေတာမှမဟုတ်တာမုန်းနေတယ်ဆိုတာဒေါသပဲမနာလို့ဖြစ်နေတယ်ဒါအိတ်တာတရားပဲအိတ်တာမစ္စရိယတရားတွေအပြစ်မြင်မနာလို့ဝန်တိုးအိတ်တာမစ္စရိယအမုန်းပေါ်အခြေခံပြီးမကြိုက်နှစ်သက်ခြင်းကိုအခြေခံပြီးတော့ကျန်တဲ့တရားတွေပွားလာတော့တာဒါပေမဲ့တချို့ကကိုတတိမပြုမိဘူးအဲ့ဒီအစိုးရရဲ့လွှမ်းမိုးခြင်းကိုခံနေရတယ်သူတို့ဘယ်တော့မှမလွတ်မြောက်နိုင်ဘူးဖြစ်နေတယ်အမှန်တော့အဲ့ဒါသနာစရာကောင်းတာကိုယ့်အကြောင်းကိုစိတ်ဝင်စားဖို့ပြက်ကွက်နေပြီးတော့သူများအကြောင်းပဲစိတ်ဝင်စားနေတတ်တော့လောင်ကျွမ်းနေတာပေါ့အေးချမ်းခွင့်မရတဲ့သနာစရာလူသားတွေအမှန်ကကိုပဲကိုပြန်ကြည့်ရမှာကိုဘာတွေဖြစ်နေတယ်လဲဟောမနာလို့ဖြစ်နေပြီပဲဒီမနာလို့ခြင်းတရားဟာအကုသိုလ်မထားကောင်းဘူးဆက်ထားဆက်ပွားနေရင်အကုသိုလ်ပိုကြီးလာလိမ့်မယ်မနာလိုမှုကိုအခြေခံပြီးတော့တခြားတော့မလုံတဲ့ဝစီကံတွေပြောထွက်သွားလိမ့်မယ်မလုံတဲ့သောကာယကံတွေလုံမိသွားလိမ့်မယ်မပြောတဲ့တာတွေပြောမလုံတဲ့တာတွေလုံပြီးတော့အကုသိုလ်ပိုကြီးလာတတ်တယ်တင်းရင်အပေကြတတ်တယ်ဒီလိုဆုံးမကိုဘာဖြစ်နေလဲမုန်းခြင်းဆိုတဲ့အစိုးဓာတ်လွှမ်းမိုးခံနေရတယ်လူတယောက်ကိုမုန်းနေတယ်အဲ့ဒီအမုန်းကနေလွတ်အောင်ဘယ်လိုလုပ်မလဲမေတ္တာပွားရမယ်ပွားလို့မရရင်ရအောင်ကိုပွားရမယ်ကိုနဲ့ကိုချင်းစာပြီးတော့ဒါမေတ္တာပွားလိုက်ကိုမှာမုန်းတဲ့သူမရှိခြင်းသလိုသူမှလည်းမုန်းတဲ့သူမရှိပါစေနဲ့ကိုရင်ထဲမှာအမုန်းတက်ရှိနေတာဟာလောင်ကျွမ်းရသလိုသူ့ရင်ထဲမှာလည်းအမုန်းတက်ရှိရင်လောင်ကျွမ်းနေမှာအဲ့ဒီအမုန်းတက်သူ့နှလုံးသားထဲမှာမကိန်းပါစေနဲ့တော့မေတ္တာသာကိန်းပြီးတော့အေးပါစေအဲ့လိုလက်တွေ့ကြမေတ္တာပို့တာပေါ့ငါနဲ့ပတ်သက်ပြီးသူလောင်ကျွမ်းနေရတာမျိုးတွေမဖြစ်ပါစေနဲ့တော့သူခမသနာလာပါပြီငါအတွက်နဲ့မနာလိုနေရတာသူခမလောင်ကျွမ်းနေပါပြီအဲ့လိုမျိုးမေတ္တာပို့နာကိုကသူ့ကိုမမုန်းတော့သူ့ဘက်ကတော့သူ့အပိုင်းပေါ့တပ္ပေတ္တာကမ္မတကာသတ္တဝါတွေဟာကိုပြုတဲ့ကံအတိုင်းသွားကြရမှာပဲကိုစိုက်ပျိုးတာကိုရိတ်သိမ်းရမှာပဲဒါကြောင့်ကိုမှာလောင်ကျွမ်းတာတွေမဖြစ်စေရအောင်အစိုးဓာတ်တွေဖြစ်သောအမောင်ဓာတ်တွေဖြစ်သောလောဘတွေဒေါသတွေအာဃာတတွေမာနတွေအညိုတွေအတေးတွေမနာလိုမှုတွေဒီဓာတ်တွေမရှိသင့်ဘူးကိုဆုံးမဒါတွေရှိနေတာဟာအပေသွားဖို့လမ်းဖောက်နေတာပဲငရဲမီးလောင်ဖို့မီးမွေးနေတာပဲလို့တတိပေးလိုက်
ကိုပြန်ကြည့်ပြီးတော့အစိုးတက်လွှမ်းမိုးခြင်းကနေလွတ်မြောက်အောင်ကြိုးစားရတယ်အကောင်းမြင်စိတ်ရအောင်ပွားရတယ်ကျင့်တဲ့စိတ်ဖြစ်အောင်လေ့ကျင့်ရတယ်ရှိတာနဲ့ရောင်ရဲစိတ်ဖြစ်အောင်လေ့ကျင့်ရတယ်အစိုးတက်တွေမလွှမ်းတော့အလိုမကြခြင်းတွေမကျင့်တတ်ခြင်းတွေနဲ့အမောင်တက်လွှမ်းမိုးမခံရအောင်ရှိတာနဲ့ရောင်ရဲရတယ်ကိုဖြစ်တည်မှုကိုကျေးဇူးတင်တတ်ရတယ်။အော်အသက်ရှင်နေသေးတာတော်သေးတာပဲဒီလိုမျိုးဖြစ်တည်မှုကိုအတိအမှတ်ပြုတတ်ရတယ်ကျေးဇူးတင်တတ်ရတယ်။အော်ကိုဆင်းရဲတယ်ဆိုပေမဲ့ဒီအနေထားလေးကလှုပ်တာရှားတာအနေထားလေးရှိနေသေးတာပဲ။နောက်ဆုံးအသက်ရှင်နေသေးတာပဲအသက်ရှင်နေသေးတာကိုကကျေးဇူးတင်ရမှာဒါဟာကုသိုလ်လုပ်ဖို့ဆက်ပြီးတော့အသက်ရှင်နေတာပါလားအဲ့ဒီလိုဖြစ်တည်မှုကိုလေလက်ခံနိုင်ရတယ်ကျင့်တတ်ရတယ်အဲ့ဒီအလေးထားတွေပြိုးထောင်ယူရတယ်ခွင့်လွှတ်ခြင်းတွေတင်ပုံးခြေခြင်းတွေလေ့ကျင့်ယူရတယ်နောက်ပြီးတော့ကျေးဇူးတင်ခြင်းတွေနောက်သူတစ်ပါးကိုယ့်ဘဝမှာကောင်းတာတွေကိုအသိမှတ်ပြုပေးခြင်းတွေလေ့ကျင့်ယူရတယ်ဒါဆိုအစိုးတတ်တွေပျောက်သွားလိမ့်မယ်မကျေနပ်တာတွေလည်းမရှိတော့ဘူးအမုန်းတွေလည်းမရှိတော့ဘူးမနာလိုတာတွေလည်းမရှိတော့ဘူးအဲ့ဒီလိုအစိုးတတ်လွှမ်းမိုးခြင်းကနေလွတ်မြောက်အောင်ကြိုးစားရတယ်ဒါကြောင့်တရားနာသူပေါင်းသူတော်ကောင်းတို့အစိုးတတ်အမောင်တတ်လွှမ်းမိုးမှုကနေလွတ်မြောက်ပြီးအချိန်တိုင်းအေးချမ်းပျော်ရွှင်ကြပါစေ